ဒီမှာကသမိုင်းကြောင်းလေးကတစ်မျိုးရှိတစ်ခုကကြတော့ကျွန်တော်တို့မြို့တော်ဝန်ဘိုင်ဆက်ရဲ့မြို့တော်ဝန်ဘိုင်ဆက်ပေါ့နော်သူရှိမှာစည်ရင်းလုပ်ခဲ့တဲ့ဥပဒေအနေနဲ့တော့တိစောက်ခဲ့တာဖြစ်တဲ့အတွက်ဥပဒေတွေကိုခေါ်တယ်နောက်တစ်ခုကကြတော့မန္တလေးမြို့ကိုကျွန်တော်တို့အင်္ဂလိပ်နဲ့ဟောဆိုခဲ့တဲ့ချိန်ကတော့သူတို့တွေကတနေ့စစ်ရှုံးလို့ပြရမယ်ဆိုလို့ရှိရင်မလုပ်မလဲသူတို့ကခက်လန်းတစ်ခုကိုအများနဲ့ခြံရရှိပါတယ်အဲ့တော့စစ်ရှုံးတဲ့အခါမှာစစ်မရှုံးခင်ပေါ့နော်မန္တလေးမှာရှိတဲ့ဘုန်းကြီးကျောင်းတွေအကုန်လုံးကိုဖျက်ပြီးတော့ဘုန်းကြီးကနေပြီးတော့ရရှိထားတဲ့ကြေးရုပ်သွားတဲ့တွေကိုသူတို့ရဲ့ရည်တည်တာမှာတိုင်းပြည်မှာပေါ့ကြည်စံတို့ပတ်စံတို့အစားရှိတာတွေကိုလုပ်ဆောင်ဘုန်းကြီးကနေပြီးတော့ရရှိတဲ့တိုင်းပြည်တွေကြတော့သူတို့ထွက်ပြီးဖို့အတွက်လမ်းအနေနဲ့ဒီဓာတ်ကြီးကိုစောက်ခဲ့တယ်ဆိုပြီးတော့တမန်တော်လေးကနှစ်မျိုးရှိခဲ့တယ်အဲ့တော့မြို့တော်ဝန်ဗိုင်ဆက်ဖြစ်တယ်လို့ဆိုလို့ရှိရင်ရင်းနေပြီးတော့ဒီအမရပူရာကိုကုန်ရောကုန်ဝယ်လို့ဒါတဲ့အခါငှက်တမန်တွေကိုအသုံးပြုပြီးတော့ကူသွားလာနော်အဲ့တော့ဘိုးမင်းဆိုလို့ရှိရင်ကျွန်တော်တို့ပုံတိုင်းတွေတိုက်တယ်လို့ရှိရင်နေပြီးတွေတိုက်တယ်အဲ့ဒီခါကျလို့ရှိရင်အသက်အန္တရာယ်တွေဆုံးရှုံးတာဖြစ်တဲ့အတွက်ဥပဒေရတယ်တော့ကြောင်းကိုစောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဥပဒေရတယ်ဆိုပြီးတော့လည်းအဆူရှိရဆိုပြီးတော့ကမ္ဘာဆောင်လေးကတပြိုးသွားဖြစ်နေတာနော်။အဓိကကတော့ကျွန်တော်တို့အဲ့ဒီကိုရောက်ပြီးဆိုလို့ရှိရင်ငှက်တမန်လေးတွေဒီနားမှာရှိတယ်။ဒီနားလေးပဲဒီနီးလေးပဲတော်မှာဒီနီးလေးပဲသွားလို့ရတယ်ဆိုပြီးတော့ပြောပြီးတော့သူတို့တွေကိုမစီးစီးအောင်ပြောလိုက်တယ်။အဲ့တော့ကိုကတေကိုရောက်ပြီဆိုလို့ရှိရင်တေးစီးရတာကိုသဘောကျတယ်ဆက်စောလေးပေါ့နော်သဘောကျတယ်တခြားပြီးဓာတ်ပုံမှာဆယ်ဖီဆွဲတာတခြားအဲ့ဒီဒီတဲ့အခါကြည့်လို့ရှိရင်လည်းဦးရဲ့နေရာကိုမောင်းသွားပြီးလို့ရှိရင်အဆန်အခါချင်းကိုလိုရတာလည်းပို့ပြီးတော့တောင်းရတဲ့အခါကြီးတွေကြုံဘူးပါနော်အဲ့တော့အဲ့လိုများစီးတယ်ဆိုလို့ရှိရင်လည်းစီးလို့ရတယ်လို့မစီးဘူးဆိုလို့ရှိရင်လည်းမစီးချင်လည်းရပါတယ်ဒီလေဘယ်နဲ့ဆော့ဆော့စီးမှာကိုသူတွေကတော့ဖះနေပြတ်ထွက်လာတယ်ဘယ်နဲ့ဆော့ဆော့စီးလဲရှောင်းလို့ဆိုရင်ကျမ်းမာရေးတောင်းမယ်ဆိုလို့တရားအစကအစိုးပြီးတော့မရှောင်ဘူးเนาะကျွန်တော်တို့အဲ့လောက်ကြီးအခြေအနေတွေထပ်ပါဘူးဒါပြရတယ်ကျွန်တော်တို့ကကုသိုလ်တော့ပြီးလို့ရှိရင်အတူမရှိရွှေကြောင်းအဲ့ဒီသုံးခုကိုသွားအောင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကားပါကင်မှာကောင်းကိုရထားပဲအချိန်လေးတစ်ခုကိုတော့မှပြီးသွားမှာဖြစ်ပါတယ်တပတ်တဲ့အချိန်ပြန်လည်ပြီးတော့ကျွန်တော်တို့ရဲ့တက်ခဏအောင်ကျွန်တော်ရဲ့အဲ့ဒီညအားလုံးပါဒီပြီးတော့ဝါဝကူညီပေးပါဒီကနေ့မှလည်းမှာလည်းကျွန်တော်တို့တပတ်ထားတဲ့အချိန်ထက်အထောင်းမှနောက်မကြပါဘူးအဲ့ဒါလည်းအားလုံးကိုကျေးဇူးရအထူးပဲတင်ပါတယ်ဒီနေ့မန္တလေးလေတဲ့အချိန်မှာတော့တိတ်တော့အချိန်ကြီးမန္တလေးတက်လို့ကျွန်တော်ဘက်ကပြောစရာမရှိပါဘူးဒီဦးတွေကိုရောက်တဲ့နေ့ဒီဦးတွေကိုနေတဲ့နေရာမှန်သမျှအချိန်တိကျပြောင်းအရေးကြီးပါလား။ဘာကြောင့်လဲ။ပန်းပွဲတော့เนาะကျွန်တော်ရဲ့အဲ့ဒီတော့ညာတာကကျွန်တော်တို့မန္တလေးပြည်တွေကိုတနေ့မှတစ်ခါ